ရေတို့ထမင်းဝိုင်းမှာကြိုးဆိုပါတယ်ဒီနေ့ကတော့အမေကမနက်ခင်းစောကြီးမြောက်ပြင်စေးသွားတာမို့လို့လက်လက်ဆက်ဆက်ထသီးဆန်နေရခဲ့ပါတယ်ဗျဒီထသီးဆန်လေးကိုသုံးပြီးတော့ကျွန်တော်ကလွယ်ကူရိုးရှင်းတဲ့အချို့ပွဲလေးလှုပ်ရှားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်ထသီးဆန်လေးကိုရေးဆေးပါတယ်ပြီးရင်တော့အခွန်ခွာပါတယ်ဗျခွန်ခွာပြီးသားထသီးဆန်လေးတွေကိုကျွန်တော်တို့အနေတော်အတုံးလေးတွေလှီးပါမယ်ထသီးဆန်ကိုလှီးလိုက်တဲ့အခါမှာထွက်လာတဲ့အချိုရည်လေးတွေကဒီအချိုပွဲရဲ့အသက်ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့အနေတော်အတုံးလေးတွေလှီးပြီးဟေးဆိုရင်တော့မိမိကြိုက်နှစ်သက်ရာနှုတ်တစ်မျိုးမျိုးနဲ့ရောမှာဖြစ်ပါတယ်ကျွန်တော်ကတော့အိမ်မှာလက်ရှိနေတာကပဲနှုတ်ပဲရှိတာမလို့ကျွန်တော်ပဲနှုတ်လေးကိုထည့်ပါတယ်နွားနှုတ်သို့မဟုတ်နှုတ်စိမ်းသို့မဟုတ်အုံနှုတ်ထည့်လို့ရပါတယ်အချိုရတာအတွက်တကြားနည်းနည်းထည့်ပါမယ်စားလေးနည်းနည်းထည့်ပါမယ်ရေခဲလေးထည့်ပါမယ်ဒါဆိုရင်တော့အရန်ကိုနွေရာသီမှာပဲသုံးဆောင်လို့ရတဲ့လွယ်ကူရိုးရှင်းနဲ့ထန်းသီးနဲ့ပြုလုပ်ထားတဲ့အချိုပွဲလေးပဲဖြစ်ပါတယ်ဗျ